ကျွန်တော်တို့ထုံးအတိုင်းပဲနှစ်ချက်ဒီကနန်းနဲ့ကျွန်တော်တို့ထွက်ခဲ့ပြီးမနက်က6-3ကျွန်တော်ယူပေးခဲ့ပါတယ်နော်ပတ်တီတစ်6ပတ်တဲ့လူတွေလည်းကျွန်တော်ပေါက်မယ်ဗိုလ်တို့တွင်3တလုံးပတ်တဲ့သူများလည်းကျွန်တော်တို့ဒါပေါက်ပါလိမ့်မယ်နော်ကျွန်တော်မနက်ကဗီဒီယိုလေးကြည့်ရလူတွေဆိုရင်တော့ဒါမနက်ကဗီဒီယိုမှာကျွန်တော်ဒါပြောထားခဲ့ပြီးသွားပြီပေါ့နော်အခုဒီဗီဒီယိုလေးမှာလည်းဆုံးကန်ဒီနာတီကြည့်ပေါ့နော်3မိနစ်ဗီဒီယိုလေးဖြစ်တဲ့အတွက်ပြီးဆုံးကန်ဒီနာမှာကျွန်တော်ပြောပြပြီးသွားမယ်ဒီညနေတက်ကိုမနက်ကဗီဒီယိုကြည့်ထားရဲဆိုတဲ့လူတွေကတော့မနက်ကကျွန်တော်ထိတ်စီးတစ်လုံးနဲ့ဒါဘာထိုးရမလဲဆိုတာလေးကိုကျွန်တော်ပြောပြပါတော့အခုဒီဗီဒီယိုမှာနှစ်ချက်ဒီကနန်းက60လေထပ်ပြီးတော့ထွက်တာဖြစ်တဲ့အတွက်เนาะကျွန်တော်ဘာပို့ပြီးတော့ strong နဲ့ဘာထိတ်စီးဘာခနန်းကပို့ပြီးတော့ကောင်းနေဆိုတာလေးကိုကျွန်တော်ဒီညနေမှာဒါကျွန်တော်ဒါပြောပြသွားပြီးမှဖြစ်တယ်เนาะအဲ့တော့ကျွန်တော်တို့ဒီအခုချိုကနန်းကတော့ဒါ98နဲ့60ဆိုတဲ့ကနန်းကျွန်တော်တို့ထွက်ပြီး63ဆိုတဲ့ကနန်းထွက်ခဲ့တည်ရှိတော့ကျွန်တော်ရဲ့မူကျွန်တော်ရဲ့ formula တွေရတော့ကျွန်တော်ဒီဒါထိတ်စီးဆိုလို့ရှိလို့ရှိရင်ကျွန်တော်က3တလုံးမိုင်3ထိတ်ကိုကျွန်တော်ကပြန်ပြီးတော့ယူတဲ့မူပေါ့နော်3တလုံးမိုင်3ထိတ်ရှိတယ်အဲ့တော့ကျွန်တော်တို့မနက်ကတော့ကကျွန်တော်1ချင်းဒီ16ချိန်နဲ့ကျွန်တော်ပေးခဲ့တယ်နော်16ချိန်နဲ့ကျွန်တော်ပေးခဲ့တယ်ကီးရ348ကီးပေါ့နော်မနက်က3တလုံးထိသွားပြီမဲ့ဒီညနေမှာ48အချိန်ကိုကျွန်တော်ထပ်ပြီးတော့သုံးပါမယ်ဒီညနေ48အချိန်ရှိပါတယ်အဲ့တော့60ထွက်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီညီကိုအရန် strong ပါတယ်ညီကိုအရန်ကြိုက်ပါတယ်နော်60နားမှာကျွန်တော်တို့ညီကိုရှိတယ်63ထွက်ထားတဲ့အတွက်ကျွန်တော်တို့3တလုံးထိတ်တာကျွန်တော်တို့လာခဲ့မယ်ဆိုရင်34 32ဆိုတဲ့ကဏ္ဍမှာဖြစ်မနေထိုးရမှာဖြစ်တယ်လို့45 89 89ဆိုတဲ့ကဏ္ဍနေရတာ main or ဒီညနေကစားကိုကစားရမယ်ကဏ္ဍနေဖြစ်ပါတယ်နော်အဲ့တော့ဒီညနေတော့ကဏ္ဍလေးတွေကိုကျွန်တော်ပြန်ပြီးတော့ပြောပေးမယ်ဒီညနေတော့မထိုးမဖြစ်ထိုးရမယ်ကဏ္ဍနေကျွန်တော်ပြောပေးမယ်32 34 45 88 89 30ဆိုတဲ့ main or ကဏ္ဍနေပါဖြစ်ပါတယ်နော်30ပါနော်30ကတော့အာပြီးတော့ main or တကွက်အကောင်းအနေနဲ့ကျွန်တော်ထိုးပေးပါနော်30ကတကွက်ကောင်းထိုးပေးပါအဲ့တော့ကျွန်တော်ကဗိုလ်တို့တွင် break ကိုဘာလဲရမလဲလို့ဆိုတော့ဗီဒီယိုကဟိုးလွန်ခဲ့တဲ့ဒီပိတ်ရက်နေ့တွေကကျွန်တော်တင်ပေးထားခဲ့တယ်နော်ဗိုလ်တို့တွင် break လိုက်တယ်ဆိုတော့မိတ်ဆွေတွေက9-3 break ပါ9-3 break ကိုဒီညနေကနေစပြီးတော့တင်ပြီးတော့ချုပ်ပြီးတော့လိုက်သွားပါနော်ဒါကကျွန်တော်ကရွေးကွက်တွေလည်းကြိုက်တယ်ဆိုရင်တော့ထိုးပါနော်9-3 break လိုက်တဲ့မိတ်ဆွေတွေကဒီညနေကို3-4-8အထိနဲ့ကို9-3 break ဖြစ်တဲ့ခဏန်းလေးကိုတင်ထိုးပေးပါနော်အဲ့လိုမျိုးလေးတော့ဗောနော်တင်ထိုးပေးပါကျွန်တော်တို့ဒီ6-8ကိုခွေဘူးပဲကစားရဲဆိုတဲ့မိတ်ဆွေတွေက6-8ကိုခွေဘူးကိုပဲထိထိမိမိလိုက်ပါအပူးပါပါတယ်နော်ဒီညနေတော့ main ရောကွက်တွေကမဖြစ်မနေထိုးရမယ့်ကွက်တွေကိုကျွန်တော်ထပ်ပြီးတော့ပြောပေးမယ်နော်30ဒီတကွက်ကောင်းဖြစ်ပါတယ်30တကွက်ကောင်းဖြစ်တယ်ထိုးရမယ့်ကွက်တွေက32 34 45 88နဲ့89ဆိုတဲ့ကဏ္ဍနေပဲဖြစ်ပါတယ်နော်အဲ့တော့အားလုံးပဲထိထိမိမိထပ်ပြီးတော့ပေါက်ကြပါစေရကြပါစေဒီညနေတော့1ချင်းက48ဆိုတဲ့1ချင်းဖြစ်ပါတယ်48ဆိုတော့1ချင်းဖြစ်ပါတယ်ညီကိုရန် strong ပါတယ်ညီကို strong ပါတယ်60ထွက်တာဖြစ်တဲ့အတွက်ညီကိုရန် strong ပါတယ်63ထွက်တာဖြစ်တဲ့အတွက်3တလုံးမိုင်3ထိပ်စီကိုကျွန်တော်ပြန်ယူပါတယ်အားလုံးမထပ်ပြီးတော့ထိထိမိမိပေါက်ပါစေရပါစေပေါက်တဲ့မိတ်ဆွေများလည်း KB နံပါတ်ချပေးထားပါတယ်KB နံပါတ်လေးကိုသဒ္ဒါကြီးကဆက်လို့ရသလားဖြစ်တယ်လို့တိန်တော့ပြီးမိုင်းတဲပြီးလဲကျွန်တော်ကိုစေနာရှိသလောက်ထည့်ပေးလို့ရပါတယ်နော်ရာသက်ပံမှာဝင်ကြီး1000နဲ့လဲဂရုလည်းရှိပါတယ်နော်အားလုံးမထပ်ပြီးထပ်ပြီးတော့ပေါက်ပါစေရပါစေနော်